ဘဝမှာလူတော်တော်များများကကိုယ့်ဘဝကိုပြည့်ပြည့်ဝဝကြည်ကြည်နက်နက်နဲ့အတိတ်ပဲရှိနေသွားရတဲ့သူဆိုတာမရှိသလောက်ပဲနေလို့ထိုင်လို့ဖြစ်တယ်ဆိုရုံနဲ့ပဲနေသွားကြရတယ်သိသွားကြရတယ်ဘဝကိုမကြေမနက်အတိတ်ပဲမဲ့နဲ့ပြီးဆုံးသွားသူတွေကအများကြီးဖြစ်တယ်လို့ကြေနပ်တယ်လို့မကြေနပ်တယ်လို့နဲ့နေထိုင်ဖြစ်ရုံနဲ့ပြီးဆုံးသွားတဲ့သူတွေကအများအပြားပါပဲအတိတ်ပဲရှိကြည်ကြည်နက်နက်နဲ့ဘဝကိုဖြတ်သန်းနေသူဘဝကိုဖြတ်သန်းသွားသူတွေဘဝကိုပြီးဆုံးသွားသူတွေကတော့အလွန်ကိုနေလိမ့်မယ်လို့ထင်မြင်မိတယ်။ဘာကြောင့်ကိုယ့်ဘဝကိုကြည်ကြည်နက်နက်မဖြတ်သန်းနိုင်ရတာလဲ။ကြည်နပ်မှုဆိုတာအတိတ်ပဲရှိနဲ့ကိုနှစ်သက်ရာအလုပ်ကိုလုပ်ရင်းအောင်မြင်မှုရလာမှသာကြည်နပ်မှုရတာ။ဘာအောင်မြင်မှုမှမရရင်ဘာကိုကြည်နပ်လို့ရမှာလဲ။ကလေးလေးတွေရဲ့ဘဝမှာဆော့ရတာကိုအတိတ်ပဲရှိတယ်လို့ထင်ကြတယ်မဆော့ရတော့ရင်ကလေးတွေဟာသေမလောက်ထင်ကြတာဆော့လို့အနိုင်ရသွားရင်သူတို့ကြည်နပ်သွားကြတယ်ဒါကလေးဘဝရဲ့ကြည်နပ်မှုရခြင်းပဲမဟုတ်လားပညာသင်ယူနေတဲ့ကျောင်းသားတွေရဲ့ဘဝမှာစာရီသင်ယူရတယ်အတန်းတွေတက်တယ်အဲ့ဒါလို့ကြိုးစားနေရတာကိုအတိတ်ပဲရှိတယ်လို့ခံယူပြီးတော့ပညာတွေသင်ယူကြတယ်အတန်းတွေတက်ပထမတွေစုခုဂုံတူးဘွယ်တူးတွေရရင်သူတို့ရဲ့အောင်မြင်မှုအပေါ်မှာပညာသင်တဲ့အရွယ်မှာကျေနပ်မှုတွေခံစားနေရတာပဲမဟုတ်လားချစ်သူရှာရတဲ့အချိန်မှာလဲချစ်သူရှာကြတယ်အဲ့ဒါလို့ချစ်သူရှာနေရတာပိုးနေပန်းနေရတာကိုပဲအတိတ်ပဲရှိတယ်လို့အဲ့ဒီအရွယ်မှာခံယူနေကြတယ်မြင်နေကြတယ်ကိုချစ်သူစီကကိုလိုချင်တဲ့အဖြေလေးများရသွားတဲ့အခါဘဝမှာကျေနပ်သွားကြတယ်မဟုတ်လားစီးဝါရှာချိန်မှာလည်းဒီတိုင်းပါပဲစီးဝါရှာချိန်မှာစီးဝါတွေရှားနေရတာကိုအတိတ်ပဲရှိတယ်လို့ထင်ကြတယ်စီးဝါတွေရှာလို့စီးဝါတွေအောင်မြင်လာတဲ့အခါတွေမှာလည်းဘဝကိုကျေနပ်နေကြတယ်မဟုတ်လားဘဝမှာကျေနပ်မှုတွေခံစားနေရတယ်မဟုတ်လားအဲ့ဒါလို့ကိုယ့်ဘဝကိုကြည်ကြည်နက်နက်နဲ့နေနိုင်ဖို့ဆိုတာအောင်မြင်မှုတွေရမှကျေနပ်မှုဆိုတာကရမှာဘာအောင်မြင်မှုမှမရရင်ဘဝကဘာကျေနပ်ရမှာလဲဘာကျေနပ်မှုမှရမှာမဟုတ်ဘူးအောင်မြင်မှုရတယ်ဆိုတာကလည်းအတိတ်ပဲရှိတယ်ဆိုတဲ့အလုပ်တစ်ခုကိုလုပ်မှအောင်မြင်မှုကလည်းရမှာဘာမှမလုပ်ဘဲနဲ့ဘယ်ကအောင်မြင်မှုကရမှာလဲပေါ့အသက်တွေကြီးလာတဲ့အခါမှာတော့ကလေးလူလဲဆော့တာကိုလည်းအတိတ်ပဲလို့မခံစားတတ်တော့ဘူးစီးပွားရေးကလည်းမလုပ်နိုင်တော့ဘူးပညာရေးကလည်းမှတ်ဉာဏ်နေမကောင်းတော့ဘူးဆိုရင်အသက်တွေကြီးလာတဲ့အခါဘာလုပ်မလဲဘာလုပ်ရမလဲဘာမှမလုပ်ရင်တော့လေဘာအောင်မြင်မှုမှမရတော့ဘဝကိုကျေနပ်တဲ့ခံစားမှုတွေအသက်ကြီးလာရင်ပျောက်ကုန်မှာပေါ့ဒီတော့ပြောချင်တာကအသက်တွေကြီးလာတဲ့အခါကိုယ်စိတ်လေးနဲ့အတူနေနိုင်အောင်ကြိုးစားပါကိုယ်စိတ်လေးကိုထိန်းနိုင်အောင်ကြိုးစားပါကိုယ်စိတ်လေးနဲ့တတိလေးနဲ့အတူနေပြအောင်ကြိုးစားပါအဲ့ဒါလို့ကြိုးစားလို့အောင်မြင်လာပြီဆိုရင်လူကြီးတွေရဲ့ဘဝဟာကျေနပ်မှုတွေနဲ့အတူငြိမ်းချမ်းမှုတွေခံစားပြီးတော့နေရပါလိမ့်မယ်ကျေနပ်မှုနဲ့အတူငြိမ်းချမ်းမှုတွေနဲ့အတူဘဝမှာခြေကြီးနက်နက်ကြီးနေသွားကြရလိမ့်မယ်လို့ပြောကြရင်ညီကုန်းချုပ်ချင်ပါတယ်အားလုံးဘဝကိုအကျေနပ်ဆုံးနဲ့ဖြတ်သန်းနိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းညီကုန်းချုပ်လိုက်ပါတယ်လောကမှာသူများတွေကိုယ်ကိုမတနာလို့ရောက်ရတဲ့ဆင်းရဲဒုက္ခတွေထက်ကိုမတနာလို့ရောက်ရတဲ့ဆင်းရဲဒုက္ခတွေကလွန်စွာပိုးဆိုးပြီးတော့အလွန်လဲပိုများလာပါတယ်ကိုအချစ်ဆုံးလို့ဆိုကြပေမဲ့တကယ်တော့ကိုယ်တိုင်ကပဲညှင်းဆဲနေတာများတယ်
ကိုတိုင်ကပဲဆင်းရဲအောင်လုပ်နေတာများကြတယ်ကိုဒေါသတွေထွက်ရင်ဆင်းရဲမှာလို့သိပါတယ်ဒါပေမဲ့ဒေါသတွေထွက်ပြီးတော့ကိုညှင်းဆဲနေကြတာပဲမဟုတ်လားပြန်ရင်ဆိုင်ရင်အနိုင်လိုချင်မှုတွေကလည်းကိုဆင်းရဲမယ်လို့သိနေကြတာပါပဲဒါပေမဲ့လည်းပြန်ရင်းနေကြတာပဲဆိုင်ခြင်းနေကြတာပဲနိုင်ခြင်းနေကြတာပဲမဟုတ်လားအဲ့ဒါတွေအတွက်ပဲကြိုးစားအားထုတ်ပြီးတော့ကိုညှင်းဆဲနေကြတယ်ကိုတနာတဲ့စိတ်ကလေးမွေးကြည့်သမ်းပါကိုတနာတဲ့ဆိုရင်ကိုယ့်ရဲ့ကိုယ်စိတ်တစ်ပါးကိုဆင်းရဲစေတဲ့လောဘတွေမဖြစ်ပါစေနဲ့ဒေါသတွေမဖြစ်ပါစေနဲ့ကိုလေးကိုတနာစိတ်လေးမွေးပြီးတော့ကိုယ်စိတ်လေးကိုမဆင်းရဲအောင်ဂယုဆိုင်နေကြည့်စမ်းပါကိုဘဝမှာခန္ဓာကိုယ်လိုအပ်လို့ရှာဖွေပေးရတဲ့စားဝတ်နေရေးဆင်းရဲဒုက္ခတွေထက်လေခန္ဓာကိုယ်ကလိုအပ်တာမဟုတ်ဘဲနဲ့လောဘတွေမာနတွေအကျင့်ဆိုးတွေကလိုအပ်တဲ့စားဝတ်နေရေးတွေကိုရှာဖွေလောက်ကင်ပေးနေရလို့ရောက်ရတဲ့ဆင်းရဲဒုက္ခတွေကပိုများပါတယ်အရက်တွေကွမ်းတွေဆေးတွေစတာတွေဟာခန္ဓာကိုယ်ကလိုအပ်နေလို့ရှားပေးနေရတာမဟုတ်ဘူးကိုယ့်ရဲ့အစွဲကိုယ့်ရဲ့အကျင့်ဆိုးတွေကတောင်းနေလို့ရှားဖွေပေးနေရတာတွေမဟုတ်လားအဝတ်တွေများစွာဝဲအလှတွေများစွာပြင်စိန်ခံစရာတွေများစွာထားဂိမ်းကစားဖုံးစော်စတာတွေကလည်းခန္ဓာကိုယ်ကလိုအပ်နေလို့ရှားဖွေပေးနေရတာမဟုတ်ဘူးကိုယ်စိတ်အစာတွေကတောင်းနေတာတွေကြောင့်ရှားဖွေပေးနေရတာတွေပါတကယ်ခန္ဓာကိုယ်ရှင်သန်ရေးအတွက်လိုအပ်နေတဲ့စားရေးဝတ်ရေးနေရေးတွေကလူကိုမဆင်းရဲစေပါဘူးခန္ဓာကိုယ်လိုအပ်တာမဟုတ်ပဲပြိုင်လို့ဆိုင်လို့နိုင်လို့ကြွားလို့ဝါလို့စတဲ့စိတ်အစာစိတ်အာသာတွေကြောင့်ရှားဖွေနေရတဲ့ဆင်းရဲဒုက္ခတွေကလူကိုများစွာဆင်းရဲစေတယ်ခန္ဓာကိုယ်ရှင်သန်ရေးအတွက်ပစ္စည်းဥစ္စာရှာဖွေရလို့ရောက်ရတဲ့ဆင်းရဲဒုက္ခတွေကြွားဝါပြိုင်ဆိုင်အနိုင်ရရေးအတွက်ပစ္စည်းဥစ္စာရှာဖွေရလို့ရောက်ရတဲ့ဆင်းရဲဒုက္ခတွေကအလွန်ကိုများပြားပါတယ်ဒါကြောင့်ဝန်းကျင်ကြောင့်ရောက်ရတဲ့ဆင်းရဲဒုက္ခတွေကိုယ်စိတ်အစာကိုယ်စိတ်အာသာတွေကြောင့်ရောက်ရတဲ့ဆင်းရဲဒုက္ခတွေကပိုများတယ်ဆိုတာသိမြင်ထားကြရမယ်ခန္ဓာကိုယ်ရှင်သန်ရေးအတွက်ဝတ်ဆင်ကြွေးမွေးရလို့ရောက်ရတဲ့ဆင်းရဲရတာထက်လဲကိုယ်စိတ်အစာကိုယ်စိတ်အာသာတွေကြောင့်ဝတ်ဆင်ကြွေးမွေးရလို့ရောက်ရတဲ့ဆင်းရဲဒုက္ခတွေကပိုပြီးတော့များတယ်ပိုပြီးတော့ဆင်းရဲကြတယ်ဒါကြောင့်ကိုယ်စိတ်ကလေးကိုဂယုတစိုက်မွေးမြူကြဖို့တိုက်တွန်းပြောကြားချင်ပါတယ်တကယ်လူကိုဆင်းရဲနေရတာတွေကလူကမစားပဲစိတ်ကစားလို့စိတ်ကဆိုးလို့စိတ်တွေမြင့်နေလို့စိတ်တွေအတိမှားနေလို့စိတ်တွေပြန့်လွင့်နေလို့စိတ်တွေပြင်းနေလို့စတယ်ကိုယ်စိတ်တွေကြောင့်သာကိုယ်တွေဆင်းရဲနေရတယ်ဆိုတာသိစေချင်ပါတယ်နောက်ဆုံးကြပြလေးတစ်ပုဒ်နဲ့အဆုံးသတ်ပါမယ်အရာရာစိတ်အရိပ်သဖွယ်သူပင်ကောင်းမှကိုကောင်းရမယ်အလိုလိုက်တော့အမိုက်နေကျတတိချက်ရှုမှတ်ကြစီခွဲတဲ့ဘယ်သူဖြစ်ဖြစ်စိတ်ကောင်းမှသာကိုကောင်းရမှာဖြစ်တယ်ဒါကြောင့်စိတ်ကိုအလိုမလိုက်မိပါစေနဲ့ကိုယ်စိတ်ကလေးကိုကောင်းအောင်ပြုပြင်ပြီးတော့ထားကြပါစိတ်ဆိုတာအရေးလိုပဲကိုယ့်နောက်ကအမြဲတမ်းဖြစ်နေမှာဒါကြောင့်အားလုံးစိတ်ဆိုးစိတ်ဆာများကင်းဝေးနိုင်အောင်ကြင့်ကြံအားထုတ်နိုင်သူများဖြစ်ကြပါစေ